ဒါပေမဲ့သူ့စကားနဲ့သူချုပ်ပြီးသားဖြစ်နေလို့ချီစာသဘောတူတဲ့အထိကိုရေးစားဖြစ်နေပေးရပါတော့မယ်။အဖွဲ့ဝင်တွေရောက်လာလို့စီနီယာတွေကကြိုဆိုပွဲလုပ်ဖို့ပြင်ထားပါတော့တယ်။အတန်းတွေကကောင်းနေတဲ့ချိန်ထားတဲ့နေ့ကိုရောက်လာခဲ့ပါတယ်။စကီလေးတွေနဲ့တွေ့ရမယ်ဆိုတော့ယာမာကူတိုတို့နှစ်ယောက်စိတ်လှုပ်ရှားနေပါတော့တယ်။အီရိုရီမှာချီစာရှိတာဟုတ်လို့ဒီမိတ်ဆက်ပွဲမှာအီရိုရီကိုနောက်ဆုံးခိုင်းလိုက်ပါတယ်။ဒီလိုနဲ့ပဲစားတောင်းဆိုင်ရှေရောက်တော့ကောင်မလေးလူနေရမှာဆိုလို့အချက်ပြတစ်ခုလုပ်ဖို့စီစဉ်လိုက်ပါတယ်။အဲ့ဒါကတော့ကိုသဘောကျတဲ့ကောင်မလေးကိုလူတွေကိုညွှန်ပြဖို့ပါ။သဘောမကျဘူးဆိုကိုဘက်ကိုညွှန်ပြခိုင်းလိုက်ပါတယ်။ဆိုင်ထဲရောက်လာတော့မိတ်ကပ်တပိတ်သားနဲ့ဟန်နာကိုမြင်လိုက်ရလို့အကုန်လန့်ကုန်ကြပါတယ်။ကျန်တဲ့၃ယောက်တူတွေကိုကိုဘက်ကိုပြန်ပြီးညွှန်ပြနေပါတယ်။ဒါပေမဲ့ယာမာမူတိုကဝမ်းသာအားရနဲ့မိတ်ဆက်နေပါတယ်။ကမာလီ၄ယောက်ကိုတေချာကြည့်နေပြီးသဘောကျတဲ့တယောက်ကိုရွေးနေခဲ့ပါတယ်။အဲလိုနဲ့ရှေ့အောင်လုံးကိုနာမည်ကိုပြန်မိတ်ဆက်ပေးကြပါတယ်။ယာမာမူတိုကသူကြိုက်တဲ့ကမာလီတယောက်ကိုတွေ့သွားလို့ကြံတဲ့မိန်းကလေး၃ယောက်ကိုတယောက်စီတာဝန်ယူလိုက်ကြပါတယ်။အီရိုရီကမိတ်ကမဟန်နာကိုကြည့်မြပေမဲ့ကျိမ့်မိပြီးကျင်နာပြနေရပါတယ်။စားစရာရောက်လာလို့ဓာတ်ပုံရရင်နဲ့အရင်ကသူတို့ရိုက်ထားတဲ့ပုံကိုပြလိုက်ပါတယ်။ဒီပုံထဲမှာမိတ်ကမပါတာကြောင့်ကောင်မလေးတွေရဲ့ပုံမှန်ရုပ်ကိုမြင်ပြီးပိုသဘောကျလာကြပါတယ်။အာဂျီမဲအီရိုရီယာမာမိုတိုတို့ကခန္ဓာကိုယ်ကိုသဘောကျသွားကြတာကြောင့်ဝင်လုံးကြပါတယ်။ခန္ဓာကိုယ်ကြိုက်တဲ့ကိုအေးကလည်းအန်နမီထဲမှာဆိုခန္ဓာကိုယ်ကြိုက်တယ်ဆိုပြီးသူ့ဘာဝင်လုံးมาတော့တယ်။ကောင်မလေးတွေလည်းသူတို့ကိုကြောက်ပြီးတန့်စင်ခန်းနဲ့ပြေးဝင်သွားပါတော့တယ်။အထဲကတယောက်ယောက်နဲ့အဆင်ပြေနောက်ကတွေ့ဆုံဖို့မဖြစ်နိုင်တော့တာကြောင့်ဝိုင်းမလူဖို့အီရိုရီကပြောလိုက်ရပါတော့တယ်။အကုန်လုံးကသဘောတူသွားတာကြောင့်အီရိုရီကကောင်မလေးကိုသွားကြောင်ခဲ့ပါတယ်။ကိုကြီးကအီရိုရီနောက်ကိုပါသွားမှကြောက်လို့အီရိုရီမှာစော်ရှိတဲ့အကြောင်းပြောပြလိုက်ပါတယ်။တွေးဆုံပွဲပြီးတော့ကောင်မလေးတွေလည်းပြန်သွားပါတော့တယ်။တိရစ္ဆာန်ရုံရောက်နေတယ်လို့ပြောဖို့ကောင်းကြောင်းပြောပြီးတော့ထွက်သွားလို့အီရိုရီတို့၄ယောက်လည်းဒေါသထွက်ကကြံခဲ့ပါတော့တယ်။ဟန်နာဖြစ်စေခြင်းတဲ့အတိုင်းလိုက်ကူညီပေးလို့တငယ်ချင်းတွေကိုကျေးဇူးတင်တဲ့အကြောင်းပြောနေပါတယ်။မိတ်ကပ်ထူကြီးလိမ့်ပြီးဟိုလေးကောင်ကိုအယူလို့ရလို့သူတို့လည်းပြောပါတယ်။ဟန်နာကဘယ်လိုပဲဖြစ်စေချစ်တဲ့သူကချစ်မှာပဲလို့ပြောလိုက်ပါတယ်။ဟန်နာနဲ့အစဉ်ပြေကနေမှဝင်းရှုပ်သွားတဲ့ကောင်တွေကိုအီရိုရီဒေါသထွက်နေခဲ့တော့ပါ။သူတို့ကိုညာစွာသွားကြတဲ့ကောင်မလေးတွေကိုလည်းဒေါသထွက်နေခဲ့ပါတယ်။ချီစာကိုအနားမှာနေပေးဖို့ခက်ခက်ရရတောင်းပန်နေပေမဲ့ချီစာကတော့လက်မခံခဲ့ပါဘူး။ဘလို့မှပြောမရတဲ့အစုံငိုပြီးတော့ဒူးထောက်တောင်းပန်လိုက်ပါတယ်။ဒီလောက်တောင်းဆိုနေတဲ့ကစာမွေးခန်းထဲမှာချီစာကအီရိုရီနဲ့ဒူးထိုင်ဖို့ညင်လိုက်ပါတော့တယ်။ချီစာကိုဘလို့မှအားကိုးလို့မရတာကြောင့်အီရိုရီကစာကိုကြဖို့ကြံလိုက်ပါတော့တယ်။ဂျာမန်ဘာသာကိုလုံးဝမရတာကြောင့်စာရက်သေးလေးမှာကန်တလောက်ရေးထားပါတော့တယ်။သူတို့တွေခိုးကြဖို့ပြင်နေတဲ့နေရာကိုအတန်းတွေကကောင်းနေတက်ပြီးရောက်လာပါတော့တယ်။သူတို့လည်းအီရိုရီရှိကခိုးကြတဲ့စာရက်တွေကိုယူပြီးတော့နေရာသေးသေးမှဖွဲ့ပါတော့တယ်။ရေဘူးတွေကိုမာဘူးတွေယူလို့မရတာကြောင့်သူတို့အုပ်စုစာခိုးကြဖို့အခက်တွေ့ပါတော့တယ်။စာပွဲဖြေတော့ကျန်တဲ့အတန်းသားတွေကစိတ်အေးလက်အေးဖြစ်နေလို့သူတို့ပဲစာမလုပ်တာလားလို့တွေးမိပါတော့တယ်။ခဏကြာတော့ခုနကအေးဆေးဖြစ်နေတဲ့ကောင်းတွေစာပွဲခန်းတွေကထွက်သွားကြပါတော့တယ်။သူတို့အုပ်စုပဲစာပွဲခန်းမှာဘယ်လိုခိုးရမလဲအကြံထုံနေပါတော့တယ်။သူတို့မဖြေနိုင်တာသိတော့ဆရာလည်းအတန်းရှိသွားပြီးအဖြေတွေပြောပြလိုက်ရပါတယ်။အဖြေတွေကုန်သိသွားပေမဲ့ဂျာမန်လိုပြန်ပြေးတယ်လို့ပြဿနာတွေတက်ကုန်ကြပါတယ်။ဒီလောက်ကြီးပြောပြထားတာတော့အဖြေလောပြန်ရတော့သူတို့တပွဲလုံးကြပါတယ်။နောက်နေ့ကိုရောက်တော့ဆိုင်ကိုဟန်နာရောက်လာပါတယ်။မိတ်ဆက်ပွဲနေ့ကမိတ်ကတပိတ်သားနဲ့ရောက်လာခဲ့လို့တိတ်မကြေနဲ့ကြပါဘူး။ဟန်နာကဒီဖွဲကိုဘာလို့ဝင်ကျန်တာလဲလို့ဆက်စုကြည့်လိုက်ပါတယ်။ငါကလေးတွေနဲ့ပင်လယ်ကြီးကိုချစ်ပြီးတော့တငယ်ချင်းတွေနဲ့ရေတူငုတ်ချင်တာကြောင့်ဒီဖွဲ့ကိုရွေးလိုက်တယ်ဆိုတာဟန်နာကရှင်းပြလိုက်ပါတယ်။ဟန်နာကိုတောင်းဖို့လုပ်နေတော့မှပဲစီနီယာတွေကမိတ်ဆက်ပွဲလုပ်ဖို့စားကြပါတယ်။မတောင်းဆိုခင်မှာပဲကိုလုံးတီးဖြစ်သွားကြတဲ့စီနီယာတွေကိုမြင်ပြီးဟန်နာတယောက်မျက်လုံးတော်မဖွင့်ရတော့ပါဘူး။အီဆူကပါအဝိချွတ်ထားလို့မျက်လုံးပူပြူသွားရပါတယ်။အကုန်လုံးကမှနနာကတာမန်လိုဝယ်စားထားလို့ဟန်နာလည်းပျော်သွားခဲ့ပါတယ်။အရေးထဲမှာပဲချီစာတောက်ပြီးသားရေခွက်ကိုနာနာကကောက်တော့ပြီးပီတိတွေဖြစ်နေလို့ဟန်နာလန့်သွားခဲ့ပါတယ်။ပြီးတော့မှနာနာကပုံမှန်မဟုတ်ဘူးဆိုတာဟန်နာနားလည်သွားခဲ့ပါတယ်။ချီစာဟန်နာကိုရင်ငုတ်အဖွဲကြောင်းအသေးစိတ်ရှင်းပြနေပါတယ်။စီနီယာတွေပါတီလုပ်နေပြီးတောက်နေတော့မှပဲချီစာနဲ့ဟန်နာကသွားဝယ်ဖို့လုပ်ပါတော့တယ်။အဲချိန်မှာအီရိုရီနဲ့ကိုအေးကမိုးနဲ့မြေပင်ဟာပိုကောင်းလဲဆိုတာညင်းနေကြပါတယ်။အဲ့လိုကြီးညင်းနေပြောဖို့မကောင်းလို့စီနီယာတွေကဂိမ်းကစားပြီးဆုံးဖြတ်ပြီးအနိုင်ရှုံးဆုံးဖြတ်ခိုင်းလိုက်ပါတယ်။ပိုကီဂိမ်းစားဖို့လောက်ကြပေမဲ့သူတို့မှပိုကီမရှိလို့တိုင်ဘက်သွားကြပါတော့တယ်။ချီစာကိုပိုကီဝယ်ဖို့စာရောက်လာလို့ပိုကီဝယ်လာလိုက်ပါတယ်။သူတို့နှစ်ယောက်တည်းစော့နေရမှာဆိုလို့စီနီယာတွေပါစော့ဖို့ခေါ်လိုက်ပါတယ်။ဒါပေမဲ့ဘယ်သူကဘယ်သူနဲ့စော့ရမလဲဆိုတာဆုံးဖြတ်ဖို့ပူကြားတဲ့နက်ကိုအင်ကြီးချွတ်ချင်းစော့ပါတော့တယ်။ဟန်နာတို့ရောက်လာတဲ့အချိန်အကုန်လုံးကကိုလုံးတီးဖြစ်နေတာတွေ့တော့
လန်သွားခဲ့ပါတော့တယ်။အဖွဲ့ဝင်တစ်တွေရောက်လာလို့စီနီယာတွေကအဖွဲ့ဝင်တစ်တွေကိုလိုင်စင်တင်နှန်းဖြည့်ခိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ရင်ငုတ်တင်တက်လိုင်စင်ဖြည့်ရမယ်ဆိုလို့စိတ်သက်တွေအဝေးကြီးအောက်ကိုရောက်သွားပါတော့တယ်။စီနီယာတွေကသူတို့စာဘလောက်ဖတ်ထားကြောင်းစမ်းသပ်ကြည့်ပါတော့တယ်။ရေအောက်မှာကတယောက်ကိုတယောက်ဆက်သွဲဖို့လက်တင်ဂီတတွေလုပ်ပြရပါတယ်။စီနီယာတွေကလက်တင်ဒေတာတွေလုပ်ပြတော့သူတို့နှစ်ယောက်ဖြည့်နေတာစောက်တလွဲကြီးတွေမို့စိတ်ညစ်သွားပါတော့တယ်။စီနီယာတွေကသူတို့နှစ်ယောက်ကိုစာအုပ်ပေးပြီးလေ့ကျင့်ခိုင်းပါတော့တယ်။အီရိုရီစာဖက်နေတဲ့ချိန်ဒါနာကအနောက်ကနေရောက်လာပြီးသူ့နောက်ကျောင်းကိုတစ်ခုခုနဲ့ထောက်ထားပြီးခြေစာနဲ့တွဲနေရလားလို့မေးလိုက်ပါတယ်။အီရိုရီလည်းတခြားသူတွေသိအောင်လက်တင်ဂီတနဲ့ပြောလိုက်ပါတယ်။ချန်ချင်းမဲ့အီဇူကာရှိပြေးပြီးတော့အကူညီတောင်းလိုက်ပါတယ်။အီရိုရီကအမှန်ကန်ကူညီတောင်းနေပြီပဲစီနီယာတွေကလေ့ကျင့်နေတယ်လို့ပဲထင်နေကြတာပါနာနာကာစီပါအသက်ခံလိုက်ရပြီလို့ထင်နေပေမဲ့ခြေစာနဲ့အစဉ်ပြေနေတာတွေ့တော့နာနာကသဘောကျနေခဲ့ပါတယ်သူတို့ကလေးနှစ်ယောက်ကမျက်နှာချင်းဆိုင်လိုက်တာနဲ့ရံပြင်းနေကြလို့သူတို့အတွက်နာနာကစိတ်ပူနေခဲ့တာပါဒီနေ့နှစ်ယောက်တွဲပြီးတော့လေ့ကျင့်ကြမှာဖြစ်ပါတယ်အကုန်လုံးကလမ်းဘေးမှာပဲအဝယ်စားတွေချုပ်ပြီးလဲနေကြပြီမယ်ဟန်နာကတော့ချုပ်ဖို့ရှက်နေခဲ့ပါတယ်ဒီလိုနဲ့ပဲအဝယ်စားတွေလဲပြီးတော့ကမ်းခြေကိုထွက်လာခဲ့ကြပါတယ်နာနာကချီစာနဲ့အီရိုရီကိုတွဲပေးထားပါတယ်ချီစာနဲ့ကအမြဲတမ်းဘူးနဲ့ပေါက်ဖြစ်နေလို့တဖွဲ့တဲ့နေရာမှာကိုကြောက်နေခဲ့ပါတယ်ချီစာရေတိမ်တဲ့နေရာကိုပဲသွားမှာမို့လို့မကြောက်ဖို့အီရိုရီကိုအားပေးစကားပြောလိုက်ပါတယ်။ရေအောက်ကိုရောက်တော့လဲအီရိုရီကိုအရေးတကြီးနဲ့အဆင်ပြေမပြေခဏမေးပါတယ်။ချီစာရဲ့ကျေးဇူးနဲ့ရေအောက်ရဲ့အလှကိုတဝကြီးမြင်ခဲ့ရပါတယ်။အပေါ်ရောက်ပြန်တော့လူသစ်လေးတွေအကုန်လုံးအတွေ့အကြုံသစ်တွေရကြလို့ပြောနေခဲ့ကြပါတယ်။အီရိုရီကိုဘေးကကေနဲ့အတွေ့အကြုံသစ်တွေပြပေးနိုင်လို့ချီစာကပြောနေခဲ့ပါတယ်။အီရိုရီကရင်ငုံရတာတွေမဟုတ်ပဲအဲနေတဲ့ချီစာရဲ့တင်ပါလေးကိုပါချီကျူလိုက်ပါတယ်ဒီစကားကိုကြားတော့ချီစာလဲဒေါသတွေပြန်ထွက်နေပါတော့တယ်ဂျာမန်ဘာသာမှာကြားတဲ့သူတွေကိုစားပြန်ပြေးရပါတယ်ဆံဝဲပြန်ပြေးပြီးအထိမ့်မဲ့အနေနဲ့အီရိုရီတို့အိမ်မှာဘီယာသွားတော့ဖို့အတွက်ပြင်ကြပါတယ်အီရိုရီကချီစာနဲ့အတူနေလားမနေဘူးလားဆိုတာစစ်ဆေးချင်တဲ့သဘောလည်းပါပါတယ်ဒီစကားကိုကြားတော့အီရိုရီမျက်လုံးပြူးသွားပါတော့တယ်ချီစာနဲ့အကြောင်းသိသွားမှဆိုလို့မဟုတ်ဘူးအရန်လာတဲ့မမနနာကာကိုတနာယူကြမှာဆိုလို့ဖြစ်ပါတယ်။တငယ်ချင်းတွေထက်အရင်ပြန်လာခဲ့ပြီးဆိုင်ထဲမှာထိုင်တဲ့မမနနာကောင်းတငယ်ချင်းတွေလာမှဟုတ်လို့ခဏလောက်ပုံနေခိုင်းလိုက်ပါတယ်။အီရိုရီကအတင်းတောင်းဆိုနေလို့နနာကာကလည်းပုံနေလိုက်ပါတယ်။ခဏနေကြတော့တငယ်ချင်းတွေကတောက်စရာတွေယူလာပြီးရောက်လာပါတော့တယ်။ဆိုင်ကရမ်းလာလို့ပက်ကြည့်နေတဲ့ချိန်သူ့အခန်းမှာအကုန်လုံးကိုခေါ်လာခဲ့ပါတယ်။အခန်းတကာဖွင့်ပေးခြင်းမိန်းကလေးအတွင်းကအင်ဂျီကိုမြင်လိုက်ရလို့အကုန်လုံးလည်းလန့်ပြန်သွားကြပါတယ်။သုံးလက်စာနှကန်းဒီဘူးကိုပါမြင်လိုက်ရလို့အကုန်လုံးကဆက်စုကျန်သွားကြပါတယ်။ဒါပေမဲ့အခန်းထဲကအတွင်းကအင်ဂျီကခြေစာရဲ့ဆိုင်မှုလို့အကုန်လုံးကတန်တရားဝင်နေကြပါတော့တယ်။အခန်းထဲကသပင်အတူနဲ့မိန်းကလေးကြောင့်ဝတ်စုံကိုမြင်တော့အကုန်လုံးရဲ့အတွေ့အမောင်တဲ့ဘက်ကိုရောက်သွားပါတယ်။အဲ့ဒါနဲ့စကားပြောပုံမှန်ပြန်ဖြစ်သွားပြီးတော့အကုန်လုံးအတူတူတောက်ကြပါတယ်။အဲ့ချိန်အိမ်သားကနေယာမာမိုတိုကပြန်ရောက်လာပါတယ်။ယာမာမိုတိုကတောင်ပြင်မှာသူနဲ့တွေ့ခဲ့တဲ့နတ်သမီးလေးကိုဓာတ်ပုံရိုက်ယူလာပါတယ်။ခဏလေးပြင်ရပေမဲ့ယာမာမိုတိုကကြွေပြီးမင်္ဂလာဆောင်ဖို့ထိပါတွေးပြပလိုက်တာပါ။နတ်သမီးလေးနဲ့ထပ်တွေ့ရအောင်မလားဆိုပြီးအပြင်ကိုထပ်ထွက်သွားခဲ့ပါတယ်။အီရိုရီကတော့မမနနာကာနဲ့ထပ်တွေ့ပြီးမှအောင်စိတ်ပူနေပါတယ်။ခဏလောက်ကြာတော့ယာမာမိုတိုကဘောင်းမီတိုလေးနဲ့ပြန်ရောက်လာပါတယ်။ငိုကြီးချက်မနဲ့ပြန်လာတာကြောင့်ဘာဖြစ်တာလဲလို့ဆိုပြီးတော့သိချင်သွားခဲ့ပါတယ်။ယာမာမိုတိုကကမ်းခြေမှာလမ်းလျှောက်နေတော့အဝတ်မပါတဲ့သူတွေနဲ့တွေ့ပြီးအဝတ်ချုပ်ခံရလိုက်ကြောင်းသိရှိသွားခဲ့ပါတယ်။ဒီစကားကိုကြားတော့ယာမာမိုတိုကဘယ်သူနဲ့ကြုံခဲ့ရလဲဆိုတာတန်းသိပြီးတော့သဘောပေါက်သွားပါတော့တယ်။တောက်လို့စားလို့ပြီးတော့ချီစာနဲ့အီရိုရီအတူမနေဘူးဆိုတာလက်ခံသွားပါတယ်။သူတို့နှစ်ယောက်တွဲနေတယ်ဆိုတာတော့တန်တရားဝင်လာကြပါတယ်။တငယ်ချင်းတွေပြန်တော့မဲ့အချိန်မှာချီစာရေချိုးကန်ရပြီဆိုတာဝင်ပြောပါတယ်။အခန်းထဲမှာရှိရဲ့အီရိုရီရဲ့တငယ်ချင်းတွေကိုမြင်မှလန့်ပြီးထွက်ပြေးသွားပါတယ်။အီရိုရီလည်းအခန်းထဲကထွက်ပြေးဖို့ကြိုးစားပေမဲ့တငယ်ချင်းတွေဝိုင်းလျှော်တာကိုခံလိုက်ရပါတယ်။နောက်နေမိုးလင်းတော့အီရိုရီရဲ့မျက်နှာဖုံးရောင်နေပါတယ်။နောက်နေရင်ငုံအဖွဲ့ဝင်အသစ်တွေလှူဆောင်ကြပါတော့ဘယ်နေရာတွေမှာရင်ငုံရမလဲဆိုတာစိတ်ကူးရင်နေကြပါတယ်အဲ့ချိန်မှာစီနီယာတွေရောက်လာပြီးနှစ်ယောက်တည်းတန်းနေပြိုင်ပွဲဝင်ရမယ်ဆိုတဲ့အကြောင်းပြောပြလိုက်ပါတယ်ခန္ဓာကိုယ်အတွက်ကျင်သားရအောင်ပြိုင်မယ်ဆိုပေမဲ့တကယ်တမ်းကျတော့စုကျေးရအောင်လို့ဖြစ်ပါတယ်တဲလက်အသင်းကသူတို့ကိုစိန်ခေါ်လိုက်တာဖြစ်ပါတယ်ရင်ငုတ်တင်ကသူတို့ကိုနိုင်ခဲ့ရင်ຫນွေဦးတုံးကသူတို့ရထားတဲ့ဒုတိယစုကျေးကိုပေးမယ်လို့သတ်မှတ်ထားပါတယ်တဲလက်အသင်းနဲ့တန်းနဲ့ပြန်ရမှာဆိုလို့အီရိုရီလည်းလမ်းနေခဲ့ပါတယ်စီနီယာတွေကမတော်တဆသူတို့နိုင်သွားခဲ့ရင်စုကျေးရမှာမလို့ပြိုင်ဖို့အားတန်နေပါတယ်ဒီလိုနဲ့ပြိုင်ပွဲနေ့ကိုရောက်လာခဲ့ပါတယ်ကျန်တဲ့စီနီယာတွေကကွင်းပြင်မှာတောက်ရင်နဲ့အားပေးနေခဲ့ပါတယ်နာနာကာနဲ့အီစုကကွင်းပြင်မှာခုံပါထိုင်ပြီးအားပေးနေခဲ့ပါတယ်ဟန်နာကတော့ခြေထောက်တွေပြရမှာရှက်လို့ဘောင်းမီချေကြီးဝတ်ထားပါတယ်အဝိလဲခန်းထဲမှာရှိတဲ့သူရဲ့ဝတ်စုံကိုမြင်ပြီးတော့ခြေစာနဲ့လန့်သွားခဲ့ပါတယ်တ
တဲတဲ့အသင်းကောင်းဆောင်ဟန်နာကိုလုံးဝမမှတ်မိခဲ့ပါဘူးဒီလိုနဲ့ပဲပထမဦးဆုံးပွဲစဉ်ဖြစ်စီနီယာ2ယောက်ကဝင်ပြိုင်လိုက်ကြပါတယ်ဇလန်လေးရဲ့အပိုင်း3လေးကိုတင်ဆက်လုပ်ပေးပါမယ်နောက်ကျင်ပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းအပိုင်းလေးတွေကိုတင်ဆက်ပေးပါမို့စောင့်မျှော်ရင်းနားဆင်ပေးပါအောင်ရှင်